ဒီနေ့ကတော့ကြာဇံလေးကြော်ပြပါမယ်ရှင်ပထမဆုံးအနေနဲ့ရေစိမ်ထားတဲ့ကြာဇံလေးကိုကြာညွတ်ငန်းပြရည်တို့နဲ့ရောပြီးနေပါမယ်ရှင်ဒါလေးတွေကတော့ပါဝင်ပစ္စည်းလေးတွေဖြစ်ပါတယ်စီလေးပွက်လာရင်တော့ကြက်ဥလေးထည့်ကြော်ပါမယ်ရှင်ကြက်ဥလေးကိုပြန်ဆယ်ထားပါမယ်ကြက်သွန်နီလေးထည့်ကြော်ပါမယ်ရှင်ကြက်သွန်နီလေးအရောင်ညို့လာရင်ပန်းမုံလာလေးထည့်ပါမယ်မုံလာဥနဲ့ပဲသီးတို့ကိုထည့်ပါမယ်အရသာအနေနဲ့ငန်းပြားရည်နဲ့အချို့မုံအနှဲငယ်ထည့်ပါမယ်ရှင်ပြီးရင်တော့ကြော်ပြီးဆဲထားတဲ့ကြက်ဥလေးတွေကိုထည့်ပါမယ်အသက်တို့ရေစိမ်ပြီးလောထားတာလေးကိုထည့်ပါမယ်ရှင်အစင်သင့်ခွာထားတဲ့ငုံလေးတွေကိုထည့်ပါမယ်ပြီးရင်တော့အစင်သင့်နေထားတဲ့ကြာဇံလေးကိုထည့်ကြော်ပါမယ်ရှင်ပေါ့ငံလေးအတွက်ငံပြားရည်လေးနဲ့ရေလေးအနှဲငယ်ထည့်ကြော်ပြီးရင်တော့ရပါပြီရှင်ကြက်သွန်မိတ်လေးနဲ့စားချင်တာဖြစ်တဲ့အတွက်အိမ်နဲ့စိုက်ထားတဲ့ကြက်သွန်မိတ်လေးကိုကိုက်ပါမယ်ရှင်အခုဆိုရင်တော့အရသာရှိလာတဲ့ကြာဇံကြော်လေးရပါပြီရှင်